ကျမမှာရင်နှုံးက name ရယ် numbers တွေနဲ့ email တစ်ခုရှိခဲ့ဘူးတယ်အဲ့ဒါက professional email ဖြစ်မနေဘူးเนาะသင်ရဲ့မူလ Gmail account နဲ့ data တွေကိုအလုံးထိန်းသိမ်းထားပြီး Gmail လိပ်စာပြောင်းလဲနိုင်ပြီဆိုတာကို2026မှာ Google ကဒီ features ကိုအတည်ပြုပေးလိုက်ပါပြီ။ ND channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ Google ကနေ Gmail account ကိုဝင်လိုက်ပါမယ်။ Manage your account ပြီးလို့ရှိရင် personal info ကိုနှိပ်လိုက်ပါမယ်။ Now email လေးကိုနှိပ်လိုက်ပါမယ်။အဲ့မှာဒီ button လေးပေါ်နေတဲ့ဥစ္စာကနေပြီးတော့မှအဲ့ဒါကို click လုပ်လိုက်မယ်။နောက်ပြီး change your Google account email ဆိုတာလေးပေါ်လာရင်နှိပ်လိုက်ပါမယ်။change your Google account အမှ user name နေရာမှာကိုပြောင်းချင်တဲ့နာမည်လေးကိုရိုက်ထည့်လိုက်ရပါမယ်အဲ့မှာတော့ domain name ကိုပဲပြောင်းလို့ပဲရပါမယ်ရှင်အနောက်က alawan.gmail.com ကတော့ဒီအတိုင်းပဲရှိနေမှာဖြစ်တယ်နောက်တစ်ခုကနာမည်တူနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုတော့ခွင့်မပြုအနီရောင်လေးနဲ့တော့ပြထားပါတယ်ရှင်အဲ့မှာကိုလိုချင်တဲ့နာမည်အသစ်လေးကိုရိုက်လိုက်ပါမယ်ရိုက်ပြီးရင်change email ကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ငကိုမူလရှိတဲ့ current နဲ့ new change ထားတဲ့ email လေးကိုရပါမယ်အဲ့ဒါ yes change email ကို click လုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင် update လုပ်နေတဲ့မူလရှိပြီးသားအချက်လက်တွေကပြောင်းလဲမှုမရှိဘဲနဲ့ကိုဒီမှာ address လေးကိုချိန်ပြီးသားဖြစ်သွားပါပြီရှင်ဒီမှာဆိုလို့ရှိရင် तू ကဒီ Google account တစ်ခုအတွက်ကိုဒီ address ချိန်မှုအတွက်ကို12လမှာကိုတစ်ချိန်ပဲပြောင်းလို့ရပါမယ်ဒါလေးကိုတော့ notice အနေလေးနဲ့ကိုတည်ထားပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ကျမတို့ပြောင်းထားပြီးသား Gmail address လေးကိုရရှိပါပြီရှင်ဒါကိုလိုချင်တဲ့ဥစ္စာနဲ့ professional သုံးမယ် business အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒါကအဆင်ပြေသွားတဲ့ဥစ္စာကိုပြောင်းသင်ပြပေးသွားတာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်နောက်ပိုင်းအဝင်ထွက်တွေစာဝင်ထွက်တွေဥစ္စာကိုဒီ address အသစ်နဲ့ကိုပဲရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ Google က alawan.gmail.com address ကို account အသစ်တစ်ခုဖန်တီးစရာမလိုဘဲနဲ့ Gmail address ကိုပဲပြောင်းလဲနိုင်ပါပြီဒီလိုလုပ်ချင်အပြင် Gmail လိပ်စာအသစ်တစ်ခုဖန်တီးနိုင်မယ်ရရှိထားတဲ့ data တွေကိုသိမ်းဆည်းထားမှာပဲဖြစ်ပြီးတော့လိပ်စာအသစ်ကိုပို့လိုက်တဲ့ email အလုံးကသင်ရဲ့ရှိပြီးသား inbox ထဲကိုရောက်သွားပါလိမ့်မယ်ဒီဗီဒီယိုမှာမရှင်းတာရှိရင်နောက်ထပ်ဘယ်လိုအကြောင်းအရာတွေသိချင်လဲဆိုတဲ့ဥစ္စာကိုမန့်လေးမှာရေးသွားပေးနိုင်ပါတယ်ရှင်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်း like subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်နောက်ဗီဒီယိုများမှာဆက်လက်ဆုံတွေ့ကြပါမယ်ရှင်အားလုံးအေးချမ်းသာကြပါစေရှင်